မင်္ဂလာပါတငယ်ချင်းတို့ရေဒီမှာမိုးသုံးမွင့်တော့တွေ့ထားတယ်မနက်ကလုံမအားလို့မချပြဘူးလှုပ်သွားနေလို့ခုနေ့လယ်ပိုင်းမှာထွက်လာအခုလောတော့ဝင်ရင်သုံးမွင့်တော့တွေ့ဝင်ရင်သုံးမွင့်တော့တွေ့ပြီလေးမို့သုံးမွင့်မို့လေးပွင့်မလေးငုံရှာကြည့်လိုက်လို့ဘေးမှာတွေ့ရင်မနမငါးပွင့်ငါးပွင့်ဟောမနမ6ပွင့်ဟာရွာတော့စားနေ6ပွင့်အေးဒီထဲမှာ